You there. Think you could walk past me without a word? My apologies for disturbing you. Too late for May I apology. ask? Time to fight. Ready your weapon and prepare for a beating. အခုလို video game ကြီးကို PC မှာဘယ်လိုမြန်မာစာတန်းထိုးလဲဆိုတာပြောပြပေးပါမယ်။အခုပြောပြပေးတဲ့ application က free အသုံးပြုလို့ရပြီးအသုံးပြုရတာလည်းအရန်လွယ်ကူပါတယ်။ပြောပြပေးပါမယ်။ပေးထားတဲ့ GitHub link ကိုတွားလိုက်ပါ။ပြီးရင်ဒီကောင်လေး chaining လိုက်တာနဲ့ auto download ဆွဲသွားမှာပါ။ကျွန်တော်ကတော့ဆွဲပြီးသားဖြစ်လို့ file တွေပဲတွားလိုက်ပါမယ်။ zip file တစ်ခုရလာမှာပါ။အဲ့ဒီ file ကို folder တစ်ခုထဲမှာ extract လုပ်လိုက်ပါ။လုပ်ပြီးသွားဆို folder တွေဝင်လိုက်ပါ mort.exe ကို double click နှိပ်ပြီးဝင်လိုက်ပါ application နဲ့ရောက်သွားပြီဆိုထားရမယ့် setting တွေကိုပြပြပေးပါမယ်ဒါကိုတော့ default တွေထားလိုက်မယ်ဒီ ORC area ကတော့မသတ်မှတ်သေးဘူးနောက်မှ game ဖွင့်ပြီးသတ်မှတ်ပေးမယ်ပိတ်လိုက်ပါမယ် general tab ထန်းကိုဝင်ပါမယ်ခင်ဗျားတို့စသုံးမဲ့သူဆို ORC output result ဆိုတာအမှန်ချစ်ပြနေမှာဖြစ်ပါတယ်ဖြုတ်ပေးလိုက်ပါဒီကောင်ကို Google Basic ဆိုတာရွေးထားပါ text ထဲကိုသွားမယ်အဲ့မှာ font ပြပါမယ်မြန်မာစာအသုံးပြုဖို့အတွက်ဆိုပြိုင်တောင်စုမြန်မာ text တက်ရရွေးအသုံးပြုနိုင်ပါတယ် font size ကိုတော့ကိုယ်အဆင်ပြေသလိုနောက်မှလာပြင်ပြောင်းလဲရပါတယ် additional ထဲကတော့ဘာမှလုပ်စရာမလိုပါဘူး now translation နဲ့ကိုဝင်ပါမယ်အပေါ်ဆုံးကပါပါကိုကတော့ support မလုပ်ဘူးပြောတယ်ဘာမှမဖြစ်ပါဘူးကျန်တဲ့ Google Deep မှာ translated ကို Burmese ပြောင်းပေးလိုက်ဆိုရပါပြီတခြား tab တွေကတော့ဘာမှလုပ်စရာမလိုပါဘူးဆိုတော့ apply okay နှိပ်လိုက်ပါအော်တကယ်လို့ translated နေရာမှာ Burmese မတွေ့ဆိုစိတ်မပူပါနဲ့ထည့်နည်းပြောပြပေးပါမယ်အရန်လွယ်ပါနဲ့ mort.exe ကိုပြန်ပိတ်လိုက်ပါပြီးဆို application folder ထဲက user data folder ထဲကိုတွားလိုက်ပါအဲ့မှာ text file အသစ်တစ်ခုလိုမယ် file name ကို user transcode လို့ရေးပြီး enter နှစ်ချက်ခောက်ပြီးဝင်လိုက်ပါမယ်ပြီးဆို my, Burmese လို့ရေးပြီး save လိုက်ရုံပါပဲ application ပြန်ဖွင့်ပြီး translated နေတာမှာ Burmese ရှိနေပါလိမ့်မယ်ကဲဒါဆို game ထဲဝင်လိုက်ပါမယ်ရောက်ပြီဆို application က desktop နှစ်ခုပွင့်နေပါမယ်ဒီအသေးလေးထဲဝင်လိုက်ပါပြီးဆို ORC area သတ်မှတ်ဖို့ ORC area ဆိုတာလေးကိုနှိပ်လိုက်ပါမယ် First serve. Quite the crowd at the ပြီးဆို arena. game နဲ့က Mrs. Fun. original စာရင်းပေါ်မေးနေတာလေးကိုရွေးပြီးထားလိုက်ပါအပေါ်ကဇက်ကောင်နာမည်တွေမပါအောင်ညှိပါမယ်ပြီးဆို translate ဆိုတာနှိပ်လိုက်ပါ Quite the crowd at the arena, Mrs. Fun. A few new faces in the mix ကဲ too. မြန်မာစာတန်းတော့ထိုးနေပါပြီ Fine wine bringing so many people to Tingha. အပေါ်ကြီးမှာလမ်းကြည့်နေရဆိုအောက်ကိုရွှေ့ပါမယ် Quite the crowd at the arena, Mrs. Fun. Few new Yeah, faces in Bobby, the no? mix too. Must be Madam Han's fine wine bringing so many people to Tingha. My skills are crude. တချို့စကားအရှိကြီးပြောတဲ့နေရာတွေမှာဆိုကိုယ်သတ်မှတ်ထားတဲ့ area ကကျင်းနေဆိုအပြည့်မပေါ်ဖြစ်နေတတ်ပါတယ်အဲ့လိုစာအများကြီးပေါ်တဲ့အချိန် ORC area နဲ့ subtitle ပေါ်မဲ့နေရာပြန်ညှိပြီးထားလိုက်ပါဒါဆိုရပါပြီနော်လိုက်လို့ကြည့်ပါ free လဲရသလိုသုံးရလဲအရန်လွယ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အသုံးတဲ့ဆို like and follow လေးလုပ်ပေးထားခဲ့ပါဦးခင်ဗျာ